မြေကြီးကဘလို့စပြိုတာလဲသိချင်တဲ့သူတွေအတွက်ဒီမှာဗီဒီယိုရှာလာပေးပြီးအတူကြည့်ရအောင်မြေကြီးကချက်ချင်းကြီးပြိုကျသွားတာမျိုးမဟုတ်ဘူးเนาะအပေါ်မှာသူကအက်ကွဲရတယ်အရင်ဆုံးဖြစ်လာတယ်ကားတွေတိန်းရှောင်မှုအတွက်အချိန်ရသွားတာပေါ့น้ำไหลลงเลยโอ้ยถล่มดินถล่มหมดเลยไฟดับแน่อุ้ยฮะถนนซุดเลยเนี่ยเยอะเลยเสาไฟฟ้าไฟดับแน่เหมือนต้นตาเลยถนนซุดแล้วโอ้ยตายแล้วต่อหน้าต่อตาเลยโอ้ไหนမြေကျွန်းကြတဲ့နေရာရဲ့အနက်ကလေ90မီတာတောင်ရှိတယ်ဒီကားကိုကယ်ဆယ်ရေးတွေလာယူထုတ်သွားပြီးချိန်မကြာခင်မှာပဲအဲ့ဒီနေရာကမြေတွေအကုန်လုံးချက်ချင်းကိုပြိုကျလာတာထီတွေချဲတွေဝါသနာပါတဲ့သူတွေကတော့ကားနံပါတ်ရှာနေလိမ့်မယ်ထင်တယ်သိနေတယ်နော်